BCC ကြာပြီးတဲ့တိုက်ခန်းကိုလေးတောင်ကန်ရက်ကွက်ကန်တော်လမ်းမှာဝယ်ဖို့ရအတွက်ဆိုရင်ဒီတိုက်ခန်းလေးကမိတ်ဆွေတို့အတွက်အဆင်ပြေစေတဲ့တိုက်ခန်းပါတိုက်ခန်းကအရှိလဲဖြစ်ပြီးအကျယ်က12ပေခွဲ50ပေရှိပါတယ်လွှာက6ထပ်တိုက်ရဲ့9လွှာပါရောင်းဈေးက1320ဒီနေ့ဈေးနဲ့ရောင်းချပေးမှာပါဝယ်တဲ့လူအတွက်ကတောင်းပေးမဲ့90ရာခိုင်နှုန်းချပြီးကျန်တဲ့ပတ်စံကို AYA နဲ့ဝယ်မယ်ဆိုလဲဘန်ဟုံးလုံးခွင့်ပြုတဲ့တိုက်ခန်းမှာစေးအကောင်စားများတွေတုတ်ထားသလိုပါကီလဲလုံးဝအသစ်ခင်းထားတာဖြစ်ပါတယ်ဒီတိုက်ခန်းကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်တို့39956933ညကိုလာရောက်ပြီးကြည့်ရှုနိုင်ပါတယ်အခုလိုကျွန်တော်ရဲ့ post ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube ကို subscribe လုပ်ပေးကြပါလို့ကျွန်တော်တောင်းဆိုပါရစေကျွန်တော်ရဲ့ post ကိုကြည့်ရှုသူအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ